ရှင် MRTV ဖိုးရစာလိုက်ကြည့်ရှုနေတဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါအဲ့တော့လာဖို့ဒီနေ့မှာတော့အထူးအစီအစဉ်တရားကိုတင်ဆက်ပေးခြင်းဖြစ်ပါတယ်ဒါကတော့မလေးရှားနိုင်ငံရဲ့အကြောင်းပဲဖြစ်ပါတယ်အခုဆိုလို့ရှိရင်ကမ္ဘာလက်ခီးသွားတွေအကုန်လုံးတော်တော်များများနေသားဟာမလေးရှားနိုင်ငံကိုလာရောက်ပြီးတော့စိတ်ကူးတာမှုခံယူဖို့နဲ့မိသားစုလိုက်တွားရောက်ပြီးတော့လဲပတ်နိုင်ဖို့အတွက်ဆိုပြီးတော့ပို့ပြီးတော့ရွေးချယ်လာတာတွေ့ရပါတယ်တကယ်ကိုလှပပြီးတော့ဒါမတူညီတဲ့တကယ်ကိုခမ်းနားတဲ့ရည်ကြီးမှုတွေလည်းရှိတယ်ပြီးတော့လှပတဲ့နေရာရဲ့အပြင်ကိုနောက်ထပ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့လည်းစိတ်ချရတဲ့ဝန်ဆောင်မှုရှိတယ်ဆိုပြီးတော့မလေးရှားနိုင်ငံနာမည်ကြီးပါတယ်။ဒါကြောင့်မလို့ဒီအတွက်ကိုလည်းပဲဒါမလေးရှားနိုင်ငံရဲ့အတွေ့အကြုံတွေနဲ့ပတ်သက်ပြီးတော့တကယ်ကိုပြီးသွားတယ်။ကျွမ်းကျင်တဲ့ပညာရှင်တွေဆရာဝန်ဒေါက်တာတွေနဲ့တွေ့ဆုံပြီးတော့ဆွေးနွေးသွားမှာမို့လို့ဒီနေ့မှာတ िश ဖို့အတွက်ကိုလည်းဖိတ်ခေါ်ပေးချင်ပါတယ်ရှင်။ဒါကမင်္ဂလာပါ။ဟုတ်မင်္ဂလာပါရှင်။ဟုတ်ကဲ့ဒီနေ့တော့ဒီဒါ special guest တွေကနေပြီးတော့လောင်းတို့ကိုတောင်းတော့မလေးရှားကိုခေါ်သွားမယ်အတွေ့အကြုံပြပြမှာဖြစ်ပါတယ်။အဲ့တော့တယောက်ချင်းစီဒါပရိသတ်တွေမိတ်ဆက်ပေးပါအောင်ရှင်။ ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Malaysia Hacker Travel Council ရဲ့ Official Partner and Coordinator မြန်မာ Prime Energy Company ရဲ့ Operation and Business Development Manager ဒေါက်တာကောင်းမြတ်ပါဟုတ်ကဲ့ပါဒါဆက်ပေးပါရှင်မင်္ဂလာပါရှင်ကျွန်မကတော့ Medical Hacker နဲ့ Yangon Medical Center ရဲ့ Founder ဒေါက်တာမင်းမြတ်စောဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ကျွန်မကတော့ Columbia Learning Hub နဲ့ Value and Art ကျောင်းရဲ့ Principal အဖြစ်တာဝန်ထမ်းဆောင်နေပါတယ်ဒေါက်တာရင်မျိုးဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်အတွေ့အများကြီးဝမ်းသာပါတယ်ဒါကြည့်မဲ့ပရိသတ်တွေမှာမလေးရှားနိုင်ငံကိုမရောက်ဘူးတွေလည်းရှိနိုင်တယ်ပေါ့နော်ဆိုတော့ဒါမှဒီမှာအရန်ကိုဘေးလို့ကောင်းပါတော့ဒါလည်းမရောက်ဘူးတဲ့ကိုလည်းပိုပြီးသိကျင်တယ်ပေါ့နော်အဲ့ခါကျဒေါက်တာတို့အများကြီးပြပြပေးမယ်လို့ယုံကြည်ပါတယ်ပထမဆုံးကဒေါက်တာကိုမေးချင်တာကကြတော့အခုကလောင်းတော့ကျမ်းမာရေးစောင့်ရှောက်မှုအပိုင်းမှာမလေးရှားအရန်နာမည်ကြီးရပေါ့နော်ယုံကြည်စိတ်ချရတယ်ဆိုတဲ့စကားလုံးတွေလည်းကြားရတယ်ဆိုတော့ဒါကဘယ်လိုမျိုးအတိတ်ပဲမျိုးလဲဆိုတာလည်းဒေါက်တာအရင်ဆုံးမေးချင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ဒီဟာလေးကိုမပြောပြခင်ပါပေါ့နော်ကျွန်တော်အနှစ်ချုပ်လေးအရင်ဆုံးပြောပြပေးချင်ပါတယ်အဲ့တော့မလေးရှားနိုင်ငံကကျွန်တော်ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့နေရာမှာပေါ့နော်ကျွန်တော်တို့တင်းတင်းကြပ်ကြပ်နဲ့ကျွန်တော်အခြေသွေးမြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်အောင်စနစ်တစ်ခုရှိပါတယ်အဲ့တော့ဒီလိုမျိုးပေးတဲ့စနစ်အောက်မှာပေါ့နော်ကျွန်တော်တို့အခြေသွေးမြင့်ဆရာဝန်တွေရဲ့ကျွန်တော်တို့ကုသမှုအောက်မှာပေါ့ကျွန်တော်တို့ဒီအခြေသွေးမြင့်ဆရာဝန်တွေရဲ့ကုသမှုအောက်မှာကျွန်တော်တို့ဆေးရုံတွေပေါ့နော်ဆေးရုံတွေရှိပါတယ်အဲ့တော့ကုသမှုဈေးကြည့်မယ်ဆိုလို့ရှိရင်လည်းအရှေ့တောင်အာရှနိုင်ငံထဲမှာဆိုလို့ရှိရင်တစ်တစ်နဲ့ကျွန်တော်တို့ကုသဈေးရှိပါတယ်အဲ့တော့မလေးရှားကိုတွားရောက်ပြီးတော့ကုသမဲ့လူတွေအတွက်လည်းကျွန်တော်တို့ဒီနိုင်ငံကကျွန်တော်တို့ကာချာပိုင်းရရောအစားအသောက်ပိုင်းရရောပေါ့နော်ကျွန်တော်တို့ဥရောပနိုင်ငံမဟုတ်တဲ့အတွက်ကြောင့်သူတို့အနေနဲ့အစားအစာရရအဆင်ပြေအောင်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့မစိမ့်တဲ့နိုင်ငံလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါဒေါက်တာဒါကလည်းဒီလူတွေကြားထဲမှာတော်တော်လေးအပြောများပါတယ်မလေးရှားမှာဆေးသွားပြီးတော့ကုကြရဲဆိုတော့အခုဆိုပိုးပြီးကြားလာရတယ်ပေါ့နော်ပိုစိတ်ချလာကြရတယ်ပေါ့အဲ့တော့ဒီမှာလေးလာဝထပ်ပြီးတော့မေးချင်တာဒါမရောက်ဘူးတဲ့သူတွေအတွက်ပေါ့နော်ကိုစားပြီးမရောက်ဘူးတဲ့တယောက်ကမေးပါပါဒီကဒီချက်ကိုမေးချင်တာပေါ့နော်မလေးရှားနိုင်ငံတကယ်လှရဲလို့လေလောင်းကိုကြားဖို့ပါတယ်ဒီချက်အဲ့တော့ဒီမလေးရှားနိုင်ငံကိုတစ်ခါမှမရောက်ဘူးတဲ့သူတွေလည်းရှိနိုင်တယ်ဆိုတော့နိုင်ငံရဲ့အခြေအနေအထားလေးကဘယ်လိုပုံစံလေးရှိလဲဆိုတော့ပြောပြပါမလေးရှားနိုင်ငံကလေခင်မီရဲ့လှပပြီးတော့လှပတဲ့နိုင်ငံလေးတစ်ခုဖြစ်ပါတယ်ပေါ့နော်။နောက်အဲ့နိုင်ငံမှာဆိုလို့ရှိရင်ဒီယဉ်ကျေးမှုနဲ့ပတ်သက်လို့ဘောင်းဆောင်ကိုသူကတည်ထောင်ထားတဲ့နိုင်ငံလေးတစ်ခုလည်းဖြစ်တယ်။နောက်ယဉ်ကျေးမှုပေါ့နော်ဘာသာတရားဒလိထုံးစံတွေပေါ့နော်အဲ့ဒါတွေကမတူကွဲပြားနေပြီမြတ်အားလုံးကအဆင်ပြေအောင်နေထိုင်တတ်ကြတယ်။နောက်မလေးရှားနိုင်ငံကိုရောက်ဖူးတဲ့လူတွေကတော့သိတာပေါ့နော်အဲ့ဒါကမလေးရှားနိုင်ငံမှာရှိတဲ့ဒီပေါ့နော်ယဉ်ကျေးမှုဒလိထုံးစံအဲ့ဒါအရာတွေအားလုံးကိုသူတို့ကခုချိန်ထိပေါ့နော်တည်ထောင်ပြီးတော့မှတ်တိုင်တည်ထောင်ထားနိုင်တဲ့အတွက်ကြောင့်မလေးရှားနိုင်ငံကဂုဏ်ယူစရာတစ်ခုဖြစ်တာပေါ့နော်အရန်ဂုဏ်ယူစရာရှိတယ်နောက်တစ်ခုကမလေးရှားနိုင်ငံကိုလာရောက်ကြတဲ့ကမ္ဘာလက်ခရီးဧည့်သည်တွေကိုသူတို့ကရင်ကြည်ကြည်ပြပြငါငါနဲ့ညွညွချွတ်ချွတ်ဆက်ဆံတဲ့အတွက်ကြောင့်အဲ့ကိုလာရောက်တဲ့ဧည့်သည်တွေနောက်တစ်ခုကစိတ်ကူးတာတဲ့လာရောက်တဲ့လူတွေအားလုံးကဒီတခြားနေရာလို့မခံစားရပဲကိုယ်နိုင်ငံလို့တက်တောင့်တသားနဲ့ပေါ့နော်ပျော်ရွှင်ကြည်နူးရတာပေါ့နော်ဟုတ်ကဲ့ပါကြောင့်ဟုတ်ကဲ့ပါအဲ့တော့ feels like home ဆိုတာလေးကအရင်အရေးကြီးတယ်ပေါ့နော်ရောက်တဲ့နေရာကကိုယ်နဲ့စိမ့်နေဆိုတာမဖြစ်ဘဲနဲ့တူညီတာဆိုရင်ဒီချက်အဲ့မှာတခုပေါ့နော်သမီးသိချင်တာလေးမေးချင်တာမြန်မာနဲ့မလေးရှားမှာခုနပြောတူညီတဲ့ယဉ်ကျေးမှုအပိုင်းတွေတူညီတဲ့အပိုင်းဆိုရင်ဘာတွေများထပ်ပြီးတော့ရှိလဲဒီချက်ဟုတ်အဲ့ဒါကျတော့ဒီအဓိကအားဖြင့်ပေါ့နော်ဒီမလေးရှားနိုင်ငံနဲ့ဗမာနဲ့တူတဲ့ဟာသူတို့ကဗမာတွေလိုပဲပေါ့နော်မိသားစုအရန်ချစ်ခင်တမိုးထားကြတယ်နော်နောက်တစ်ခါကိုယ့်ရဲ့အသက်ကြီးရွယ်အိုလူကြီးတွေအားလုံးကိုလည်းယုံကြည်လေးစားကြတယ်နောက်တဦးနဲ့တဦးဆက်ဆံပေါင်းသိတဲ့အခါမှာလည်းအပေးယူမျှပြီးတော့နားလည်မှုတွေရှိတယ်နောက်လာရောက်တဲ့ဧည့်သည်တွေတငယ်ချင်းတွေမိတ်ဆွေတွေအပေါ်ကိုလည်းခင်ခင်မင်မင်နဲ့သူတို့ကပေါ့နော်ဆက်ဆံတတ်ကြတယ်အဲ့ဒီကြောင့်မြန်မာနိုင်ငံကလူတွေရောဒီပြည်နိုင်ငံကလူတွေရောမလေးရှားနိုင်ငံကိုတွားရောက်တဲ့အခါမှာလေဘလို့ရောလဲကိုယ့်နိုင်ငံလိုပဲသဘောထားတယ်တခြားနေရာလိုမခံစားအဲ့ခါကျတော့စိတ်ထဲမှာပျော်ရွှင်ကြည်ညိုရတာပေါ့နော်အဲ့တော့
တော့တကယ်တမ်းမလေးရှားနိုင်ငံကိုတွားသိတဲ့နေရာလေးတစ်ခုပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ ဟုတ်ကဲ့ပါတကယ်ဟိုတူညီတာတွေလည်းရှိနေတယ်ဆိုတော့ဒါလည်းအားသာချက်တစ်ခုဖြစ်လာတာပေါ့နော်အဲ့တော့ဒါတူညီရဲ့အပိုင်းတွေလည်းရှိနေဆိုဒီတစ်ခေါက်မှလည်းဒေါက်တာအောင်မေးချင်တာလေးရှိတာပေါ့နော်အဲ့ဒါကြတော့ဒီစကားပြောဆိုဆက်သွယ်ရေးအပိုင်းပေါ့နောက်တော့ကိုယ်နိုင်ငံကနေတခြားနိုင်ငံကိုသွားပြီဆိုလို့ရှိရင်နံပါတ်1စိတ်ပူတဲ့ထဲမှာခုနအချက်ပြီးရင်ဒုတိယချက်ကတော့ကိုယ်စကားပြောရမယ့်အရာပေါ့အထူးသဖြင့်စေးသွားကူးတဲ့သူကြတော့လည်းပဲသူကသူ့ဝေဒနာကိုပြောပြရမှာဆိုတော့ဟိုကိုဘာသာစကားနဲ့ပြောလိုက်လို့ရှိရင်တစ်ဖက်ကဘာသာပြန်လိုက်လို့ရှိရင်ဘလို့ဖြစ်သွားမလဲဆိုပြီးတချို့ကစိုးရိမ်ကြရရှိရဲဆိုတော့အဲ့ဒီဘာသာစကားအပိုင်းမှာရောမလေးရှားကိုသွားလိမ့်မယ်ဆိုရင်အဆင်ပြေအောင်ဘလို့စီစဉ်ထားလဲဆိုတာသိချင်ပါတယ်ဒါ မလေးရှားနိုင်ငံကအခုဆိုလို့ရှိရင်ဒီအင်္ဂလိပ်ဘာသာစကားကိုလည်းသူရုံးသုံးကြောင်းသုံးဘာသာစကားလို့ပဲပြောနေတဲ့နိုင်ငံတစ်နိုင်ငံမှာနော်ဒါအပြင်အင်္ဂလိပ်ဘာသာစကားမပြောတတ်တဲ့ဒီမြန်မာလူနာတွေဒီမြန်မာမိသားစုဝင်တွေအတွက်လည်းဒီစေးရုံတွေမှာဒီမြန်မာကျွမ်းကျင်တဲ့စကားပြန်တွေဒါအပြင်နိုင်ငံတကာလူနာတွေအတွက်ဆိုလို့ရှိရင်လည်းသူတို့သက်ဆိုင်ရာလမ်းညွှန်ပေးမဲ့သူတွေကိုထားရှိပြီးတော့အနီးကပ်ကိုကျန်းမာရေးဆောင်ရှားမှုကိုပေးနေတာဖြစ်တဲ့အတွက်ကြောင့်ဒီစေကုသမှာလည်းမျက်စိလဲစရာမလိုတော့ဘူးပေါ့နော်ဒီဘာသာစကားအခက်အခဲကိုလည်းမရှိအောင်ကိုပဲအကုန်လုံးစေးရုံတွေဘက်ကနေပြီးတော့အကုန်အပြည့်အဝစီစဉ်ထားရှိပေးပါတယ်ရှင်ဟုတ်ကဲ့ပါဒါလေးတော်တော်ကောင်းပါပဲဆိုတော့တဲ့သူတွေထဲမှာဟိုအင်္ဂလိပ်ဘာသာစကားပြောရတဲ့သူရှိမယ်နော်အသက်ကြီးတဲ့သူတွေကိုယ့်ရဲ့မြန်မာစကားပဲပြောမှာဆိုတော့လေအဲ့ဒါဆိုရင်ပထမဆုံးချိန်သွားမယ်ဆိုလဲအဆင်ပြေဖြစ်မယ်ထင်တယ်နော်ဟုတ်ကဲ့အဆင်ပြေပါတယ်ရှင်မလေးရှားနိုင်ငံကလူနေမှုစံတမ်းမြန်မာတွေနောက်တစ်ခုကစီကန်းရှိတယ်ပတ်ဝန်းကျင်ကောင်းတယ်ပြီးတော့လည်းပတ်ဖို့နေရာတွေလည်းများတဲ့အပြင်ခဏဒီချက်ပြောသွားသလိုပေါ့မလေးရှားလူမျိုးတွေရဲ့နှွေးထွေးကျင်နာမှုပြူနာမှုတွေနဲ့ကိုဒီမြန်မာပြည်ကလူတွေစေးသွားခုတာပဲဖြစ်ဖြစ်အလဲသွားတာပဲဖြစ်ဖြစ်သူတို့ကဟိုပြငါနဲ့ဆက်ဆံတဲ့အတွက်ကြောင့်ဟိုသူများနိုင်ငံရောက်နေရလို့မထင်ရဘဲနဲ့ကိုယ်နိုင်ငံမှာလို့ပဲပေါ့နော် like ဟိုသူတို့ပြောနေကြ Malaysia for your second home လို့ပေါ့ကိုယ့်ရဲ့ဒုတိယအိမ်ရဲ့ဆိုတော့နှွေးထွေးပြငါတဲ့ feeling တွေကိုပေါ့ဒီခံစားချက်တွေကိုလည်းအပြည့်အဝရရှိမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒေါက်တာအဲ့တော့အခုဆိုလို့ရှိရင်တော့ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းနဲ့ပတ်သက်လို့တော်တော်လေးသိလာရတယ်ဆိုတော့နောက်တစ်ခုကတော့ခရီးစဉ်တွေသွားချင်တာပေါ့အရန်လှရဲဆိုတာလောင်းတို့တွေ့ဦးရပေါ့နော် vibrant ဖြစ်တယ်အဲနောက်ပြီးတော့လည်းတကယ်ကိုဟိုအရင်တုန်းကအမွေနှစ်တွေလည်းတစ်ချက်ပြောလို့ကြံတာရှိရဲဆိုတော့မိသားစုရဲ့လေပတ်မှုအနေနဲ့သွားမယ်ဆိုရင်ရောဘယ်လိုအခြေအနေမျိုးရှိမလဲဒေါက်တာဟုတ်ကဲ့ဒီမလေးရှားနိုင်ငံကပေါ့နော်ဒီခရီးသွားလာမှုဝန်ဆောင်မှုလုပ်ငန်းတွေဒီကျန်းမာရေးဆောင်ရှောက်မှုလုပ်ငန်းတွေနောက်တစ်ခုကဒီစီးပွားရေးနယ်ပယ်စတဲ့ဟိုကာနာတီမှာလည်းအရန်ကိုခင်မီဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတစ်ခုလည်းဖြစ်တယ်ပေါ့နော်ဒါအပြင်ဒီတွားရောက်လေပတ်စီကဒီတဘာဝအလားပါတွေကန်းကြီးတွေအခုဆိုရင် shopping center တွေလည်းအများပြားရှိတဲ့အတွက်ကြောင့်မြန်မာပြည်ကမိသားစုဝင်တွေသွားလို့ရှိရင်အသက်အရွယ်မကြီးပေါ့စေးသွားကူတာပဲဖြစ်ဖြစ်ဒီဒေးဝယ်ထွက်တာပဲဖြစ်ဖြစ် shopping သွားတာပဲဖြစ်ဖြစ်ကိုမိသားစု like ကိုသွားရောက်လေပတ်ဖို့ရန်အတွက်ကိုဟိုဘေးကင်းလုံခြုံတဲ့အကောင်းဆုံးသောနိုင်ငံတစ်နိုင်ငံဆိုလို့လည်းမမှားဘူးပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ဒါကတော့လောင်းတော့အခုဆိုရင်ဒါလူမှုရေးပဲနည်းနည်းရောက်လာပါပေါ့နော်အပြောခီးသွားကြမယ်မိသားစုလိုက်သွားမယ်ကိုယ်နိုင်ငံနဲ့လည်းပြောရမယ်ဆိုလို့ရှိရင်အရှိတောင်အာရှဒေသထဲမှာဖြစ်နေတဲ့အတွက်ယဉ်ကျေးမှုတွေစင်ကြရရှိတယ်ပေါ့ဆိုတော့နောက်တစ်ခုကကြောက်တချင်းကိုမေးချင်တာကလေဒီယဉ်ကျေးမှုနဲ့ဘာသာရေးအပိုင်းမှာရောပေါ့နော်ဒီမလေးရှားနိုင်ငံနဲ့မြန်မာနိုင်ငံမှာဘယ်လိုမျိုးဆက်နွယ်မှုတွေကောင်းမှုတွေရှိလဲပေါ့နော်မလေးရှားနိုင်ငံမှာသူတို့ရဲ့အဓိကသူတို့ရဲ့ဘာသာဝင်တွေကသူအစ္စလာမ်ဘာသာဝင်တွေပေါ့နော်များတာအများဆုံးရှိတာပေါ့ဒါပေမဲ့ဗမာနိုင်ငံလိုပါပဲအစ္စလာမ်ဘာသာဝင်ရောဒီဗုဒ္ဓဘာသာနောက်တစ်ခါဟိန္ဒူခရစ်ယာန်ပေါ့နော်မတူဘူးပဲကွဲပြားခြားနားတယ်အကုန်လုံးရှိပေမဲ့အားလုံးကသဟဇာတဖြစ်အောင်သူတို့နေနိုင်တယ်ခုနကပထမအဆုံးပြောသွားသလိုပဲပေါ့နော်တယောက်နဲ့တယောက်ဝိုင်းဝန်းကူညီပြီးတော့အချင်းချင်းပေါ့နော်အစီအပြောင်နေတတ်တယ်နောက်လာရောက်တဲ့လူတွေကိုလည်းပြပြငါငါဆက်ဆံတဲ့အတွက်ကြောင့်အန်တီတို့လိုဗမာတွေသွားတဲ့အခါကျရင်တော့ဘာမှအခက်အခဲတော့မရှိပါဘူးလောလောဆယ်အောင်ဒီမလေးရှားနိုင်ငံမှာပေါ့နော်ဒီဗမာတွေအလုပ်လုပ်တဲ့လူတွေလာရောက်တဲ့လူတွေအားလုံးကတသန်းနီးပါးလောက်ရှိနေတာပေါ့နော်နောက်မလေးရှားနိုင်ငံရဲ့အရန်ပျော်စရာကောင်းတဲ့ enjoy တစ်ခုကတော့အစားအသောက်ပေါ့နော်မလေးရှားနိုင်ငံကပြောတာအစားအသောက်တွေရှိတယ် Chinese ဟာပေါ့နော်တရုတ်အစားအသောက်တွေပေါ့အကုန်လုံးရှိတယ်နောက်တစ်ခုကကျတော့ဒီ India အစားအစာတွေရှိတယ်အဲ့အစားအစာတွေအကုန်လုံးကို24နာရီလုံးပေါ့နော်ဝယ်ယူစားသုံးနိုင်တယ်အဲ့တော့ကိုတိုင်းလည်းမလေးရှားအစားအစာကိုအရန်ကြိုက်တော့ခုနလိုတွားလဲတာပဲဖြစ်ဖြစ်ကျန်းမာရေးကုသတာပဲဖြစ်ဖြစ်ပြီးလို့ရှင်အစားအသောက်တွေစားပြီးတော့အရန်ပျော်စရာကောင်းပါတယ်လို့ဟုတ်ကဲ့ပါပြောနေဒီ channel ကိုသွားလဲကြလားဘုန်းကြီးလိုက်စားမယ်လိုက်ခဲ့ပါဟုတ်ကဲ့အခုကြောင့်လို့ရှိရင်ဒီ၄ယောက်စလုံး၄ယောက်ကြတာပေါ့သွားလဲကြတော့မယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဒီတစ်ခါတော့ဒေါက်တာအောင်မေးချင်တာပေါ့နော်ဒီချဲတို့ဒေါက်တာပြောတဲ့အရာဆိုရင်အရန်ကိုနှွေးထွေးတယ်နောက်ပြီးပြူငါမှုလည်းရှိကြရပေါ့နော်မလေးရှားနိုင်ငံလှလဲလှရဲဆိုတော့ဖက်ဖက်ကပြေဆုံးနေတာပေါ့ဆိုတော့ဒီလိုမျိုးဖက်ဖက်ကပြေဆုံးနေတဲ့မလေးရှားနိုင်ငံရဲ့ပတ်ဝန်းကျင်ကဟိုဝေဒနာရှိလို့လာရောက်ပြီးတော့စိတ်ကူးတာရတဲ့သူတွေဘယ်လောက်ထိအထောက်ပံ့ကောင်းဖြစ်စေလဲဆိုတာလေးပြောချင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကျွန်တော်တို့ကဒီကျန်းမာရေးကုသတဲ့လူနာတွေအတွက်ပေါ့နော်
ဒီဝေဒနာခံစားနေရတယ်ဟိုဘက်မှာရောက်လို့ရှိရင်လည်းဒီဝေဒနာကုသဖို့အတွက်သူတို့မှာဆေးရုံကြီးသွားရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတစ်ချက်ပြောချင်တာကကျန်းမာတယ်ဆိုတာကစက်ရောကိုရောကျန်းမာဖို့လိုပါတယ်အဲ့တော့ခုနလိုမျိုးဝေဒနာကိုသွားရောက်ကုသတဲ့အချိန်မှာဒီလိုမျိုးဒီပြပြငငရှိတဲ့မိသားစုအတိုင်းဝိုင်းကြီးပေါ့နော်ဒီနိုင်ငံကဒီလိုမျိုး support ရှိတဲ့အတွက်ကြောင့်သူတို့အနေနဲ့ဝေဒနာကိုကုသပြီးတဲ့အချိန်မှာကျွန်တော်စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့အတွက်ကိုသူတို့အတွက်ထောက်ကူရင်းဖြစ်ပါတယ်တစ်ဖက်ကကြည့်ရင်လည်းဒီအမပြောသားသလိုမျိုးပေါ့နော်ဒီကာချက်ပိုင်းရရောပြီးတော့ခုနအစားအသောက်တွေရရောဆိုလို့ရှိရင်ကျွန်တော်တို့ကအစားအစာရရအဆင်ပြေတဲ့အတွက်ကြောင့်ကျွန်တော်လူနာနဲ့တူတူလိုက်ပါလာမယ်လူနာဆောင်ရောမိသားစုဝင်အတွက်ကိုကျွန်တော်တို့အဆင်ပြေတဲ့နိုင်ငံဖြစ်ပါတယ်ဟုတ်ကဲ့ပါ